သူနဲ့အချိန်ယူရမယ်ဖယားရဲ့တခုပဲတင်းเสียတောင်းဆိုတဲ့အရာသူနဲ့အချိန်ယူပေးပါခမရဖတ်တာရက်ပဲတောက်တောက်ဘိမ့်မဲစားစားနောက်ဆုံးပြောမယ်မိမပဲရှုပ်ရှုပ်ကျွန်တော်ရှင်းရှင်းပြောလိုက်မယ်နော်ခမရဖယားနဲ့တာများများအချိန်ယူနေရင်ကြာလာရင်အဲ့ဒီအရာတွေအားလုံးအလိုလိုနေနဲ့တငါနာနေတငါမုတ်ဆိုးနာနေမုတ်ဆိုးဖယားနဲ့ချိန်ယူတာများလာရင်အဲ့ဒါတွေယွန်လာတယ်ခမရဖယားနဲ့တော့အချိန်မယူကွာခရိယန်တော့ခရိယန်ဖယားနဲ့အချိန်မယူစူးစမ်းပြီးတော့ပြင်နေတယ်ဆိုရင်ခမရလဲလိုက်ထားလိုက်ပဲလားဘယ်တော့မှတလုံးမပြီးနိုင်ဒီကိစ္စဖယားအတွက်အကောင်းဆုံးအသက်ရှင်ခြင်းတာမှန်လားမှန်တယ်ဒါပေမဲ့ကျွန်တော်တို့မှားတယ်အဲ့ဒါဖယားအတွက်အသက်ရှင်ခြင်းကြတယ်လူတွေအကောင်းဆုံးအသက်ရှင်ခြင်းတယ်မဟုတ်ဘူးဖယားကတင့်အထက်ကနေအကောင်းဆုံးအသက်ရှင်ခြင်းတာလူတွေတော်တော်များများသဘောမပေါက်တာဖယားအတွက်အကောင်းဆုံးအသက်ရှင်ဖို့ရေးလေဟောတယ်ကျွန်တော်လည်းဟောခဲ့ဘူးတယ်ဒါပေမဲ့ဘဝဖယားနဲ့တွာလာတဲ့အခါမှာအတွေ့အကြုံတွေအများကြီးနဲ့တိုက်ခိုက်မှုတွေအများကြီးနဲ့ပေါ်ဗျာပြီးတော့နောက်တစ်ခုကကျွန်တော်ဘလောက်ကောင်းအချိန်တိုင်ကျွန်တော်မကောင်းကျွန်တော်အပေါ်ဘာလို့မကောင်းဖြစ်ကုန်လဲကျွန်တော်လည်းမသိဘူးအကောင်းဆုံးတော့လုပ်တာပဲအကောင်းဆုံးလည်းကျွန်တော်အဖို့ခါတွေပေးပြီးလုပ်တာပဲအချိန်တိုင်ရင်ကျွန်တော်မကောင်းတာလုပ်သွားတာများတယ်ဘာတွေလဲမသိဘူးဒါပေမဲ့တိလိုက်တာတစ်ခုတော့ရှိတယ်လူတွေမကောင်းလေဖယားကောင်းတာကျွန်တော်ပိုသိလာလေပဲလူရဲ့တဘာဝနဲ့ဖယားတဘာဝမတူဘူးဆိုတာသိလာတဲ့အခါမှာလူတွေနဲ့သွားတာထက်ဖယားနဲ့ပဲများများသွားချင်တော့တယ်တခုတော့ရှိတယ်လူတွေနဲ့တင်များများပေါင်းတာများရင်လူတွေနဲ့များများစကားပြောရင်တင်းရဲ့အားနည်းချက်ကိုလူတွေများများသိသွားပြီးတင်းကိုအထင်သေးသွားတာတင်းကလူတွေနဲ့စကားများများပြောရင်တင်းရဲ့အားနည်းချက်တွေလူတွေပိုသိလာတယ်တင်းဖယားနဲ့များများစကားပြောလာရင်တင်းရဲ့အားတာချက်ကိုလူတွေကပိုမြင်လာတာပြန်ပြောမယ်လူတွေနဲ့များများစကားပြောရင်ခမရဲ့အားနည်းချက်ကိုလူတွေကပိုသိလာတဲ့အခါမှာတင်းရဲ့အားနည်းချက်တွေထောက်ပြီးတော့မှသူတို့ကတင်းကိုမလုပ်လာမယ်မကောင်းတာများများပြောလာမယ်လူတွေနဲ့စကားပြောခြင်းကိုရှော့ပြီးတော့မှဖယားနဲ့များများစကားပြောလာရင်တင်းရဲ့အားတာချက်တွေကိုလူတွေကပိုမြင်လာပြီးအားနည်းချက်တွေကိုမမြင်တော့ဒါကြောင့်ကျွန်တော်ဘာအား